မင်္ဂလာပါဒီနေ့ဆိုတာ29ရက်နေ့ပေါ့နော်29ရက်နေ့9လ2026ပေါ့အဲ့ရက်ကမိုးရင်းကြိုက်ထီကိုသွားခဲ့တဲ့နေ့လေးပေါ့နော်တောင်ပေါ်မှာတော့မြင်တဲ့အတိုင်းပဲသူကမိုးရွာပြီးတော့လေအဲ့လိုမြူတွေဆိုင်းတယ်လို့မျိုးမိုးမှုန်လေးတွေကလေဖြူဖွေးနေမိုးရင်းဆိုပေမဲ့ဖျားဖူးရာသီမှာသူဖျားဖူးလေးရတော့ရှိတယ်ဒါပေမဲ့စောင်းတွင်းလောက်မများဘူးပေါ့နော်ဒါလေးကရင်မြင်တော့မှမှုလို့နည်းနည်းမြင်နေရတယ်ရင်မြင်အောက်ဘက်မှာဆိုရင်10ပေလောက်ဆိုရင်မမြင်ရတော့ဝါးနေတာပေါ့နော်မှုန်ဝါးနေတာပေါ့လေကတော့တော်တော်တိုက်တယ်ရင်မြင်ပေါ်မှာလေဒီလိုမြင်ကွင်းလေးပေါ့နော်ဒါလေတိုက်တာလေးတွေကိုပြချင်လို့ထီးရဲ့အပတ်ကလေးကိုရွှေ့လိုက်တာလေကတော့တော်တော်တိုက်တယ်မိုးလေးတွေကတော့မှုန်မွားလေးပဲရွာတယ်ပေါ့အောင်တို့ကမနက်ကို4နာရီခွဲလောက်မှထွက်တာပေါ့နော်4နာရီခွဲလောက်မှထွက်တာ0မိုင်မှာရွှေပလင်မှာစားတယ်နောက်ပြီးတော့အောင်တို့အမြန်လန်းနေပြီးတော့သွားလိုက်တာပေါ့ဒါအမြန်လန်းမှာတော့နည်းနည်းလေးစောင့်ရတယ်မြန်လန်းတစ်လျှောက်ကတော့လမ်းလေးတွေရှင်းတယ်လမ်းကတော့ညဘက်ချမ်းလမ်းလေးတွေမှာနည်းနည်းကြိုင်လေးတွေများတော့အကားနည်းနည်းခုန်တာပေါ့ကလေးတွေကတော့နောက်ခန်းမှာထုံးစံအတိုင်းတယောက်တစ်တန်းထိုင်ဆိုတော့မဟုတ်ဘူးအဲ့တန်းထဲမှာပြုံးပြီးတော့လို့စော့နေကြနှစ်ယောက်သားဖို့ရကဲအဲ့လိုတိုက်ပွဲကြသွားပြီသူတို့ပဲကောင်းတယ်စားလိုက်အိတ်လိုက်စားလိုက်အိတ်သွားပြီတဖြည်းဖြည်းနဲ့အောင်လို့ညောင်ခါရှည်ကိုရောက်ပြီးစစ်စေးရေးဂိတ်ပေါ့နော်ဒီမှာကားစီးကတော့ကိုယ်ရင်းနဲ့ဒီလိုလေးဖြစ်သွားတာစိတ်မကောင်းစရာပါအဲ့ရနေပြီးတော့သူတို့စစ်တာပေါ့နော်မှန်လေးတွေခြိုက်ပဲသွားမှလဲပါလဲမေးအမှမှန်ချပြီးပြန်တင်ပြီးရွှေမျက်မှန်ဖတ်ထမင်းပေါင်းဆိုင်ကိုရောက်ခဲ့တယ်9နာရီကျော်ပဲရှိသေးရဆိုတော့ဘိုက်တော့မစားဘူးထမင်းတပွဲတော့စားလိုက်သေးတယ်နားရဲဆိုတော့လေနောက်မုတ်ကလေးတွေလည်းအားပေးခဲ့တယ်အဲ့လိုအိတ်ချင်ပြေအချင်းတုပ်ကလေးတွေပါလေးတွေပေါ့ကွယ်ပြားရည်တော့အဲ့မှာတော်တော်ကောင်းတယ်နော်ဒပလင်းကို3000ခွဲလားမသိဘူးအောင်ပြန်မဝယ်မယ်ဆိုပြီးတော့ထားပခဲ့တယ်ရွှေမျက်မှန်နေအောင်လို့ထွက်လာတယ်မိုးကတော့လမ်းတစ်လျှောက်လုံးအဲ့လိုမျိုးလေးပဲဖွဲလေးနေလေအရက်မသေးဘူးပေါ့ဖွဲလေးပဲကြာနေလမ်းတစ်လျှောက်လုံးဒီလိုမျိုးမြင်ခွင်လေးပဲအဲ့ဒီတစ်လျှောက်မှာလေးကျွဲခေါ်သီးဆိုင်လေးတွေအများကြီးပဲကျွဲခေါ်သီးလေးတွေလို့ဆင်ထားတာလို့စီဘူးလေးနဲ့လို့ထောင်ထားပြီးတော့ပြစ်ချင်တာငယ်ရဖျားပွဲစီမှာလို့လေကျွဲခေါ်သီးကတော့ပြန်မဝယ်မယ်အောင်တို့အဲ့ဒါနဲ့ဆက်ထွက်လာတယ်မြို့ရှောင်းလန်းထိုက်ထုမျိုးတွေကိုမဝင်မဲနဲ့မြို့ရှောင်းလန်းနေပြီးတော့သွားတာပေါ့နော်လမ်းတစ်လျှောက်လုံးကတော့လမ်းကောင်းတယ်လမ်းလေးကညက်နေရပဲဟိုးရှိမှာလမ်းခွက်လေးရှိမယ်ဖရာတို့ကဘယ်ဘက်ပေါ့နော်ဖရာတို့အောင်တော့ဖရာတို့ဘက်ကိုကွေလာတယ်အဲ့ဖရာဘက်သွားတဲ့လမ်းတစ်လျှောက်လုံးကရှုခင်းလေးလဲတော်တော်လှတယ်မြင်ကွင်းလေးလဲတော်တော်ကောင်းတာမကြည့်မိုးရီရလဲအဲ့လိုလေးအုံတုံဖွဲလေးကြာနေရဆိုတော့လေမြင်ကွင်းလေးကလည်းလှတယ်ရာသီဥတုလေးကလည်းအေးချမ်းတာပေါ့ဒါဆိုရင်ဖရာတောင်ချီကင်မွန်စခန်းကိုရောက်ခန့်နေပြီတောင်ချီကိုရောက်တော့အောင်တို့ဒီမှာကားအပ်တယ်ကားအပ်တာကတစည်းကို1000ခွဲ10နာရီ5မိနစ်မှာရောက်တာပေါ့နော်ဒီတာဦးမှာကားအပ်တယ်အရင်တော့ကတော့အများကြီးဒီအပြည့်ဝင်းပြည့်ရှိတာအခုတော့မရှိဘူးရသည့်ချိန်မဟုတ်တော့လေ1000ခွဲပြရရင်တညအောင်အဲဒီမှာတောင်တက်ကားလည်းနည်းနည်းစောင့်ရတယ်တနာရီလောက်စောင့်ရတယ်လူမပြည့်ရင်လေခေါင်းကန်းအထိုင်နဲ့ခေါင်းကန်း4600လား5600လားမမှတ်မိတော့အဲ့လောက်ကြားတယ်တောင်တက်လာပြီတောင်တက်တဲ့တစ်လျှောက်မှာလည်းအဲ့လိုပဲမိုးကဖွဲပဲရွာနေရပထမဗီဒီယိုလေးမှာတော့ဒီတောင်တက်တာကိုအောင်ဗီဒီယိုအစားဆုံးရိုက်ထားတာပေါ့နော်ဒါပေမဲ့ဗီဒီယိုကရမ်းရှည်သွားလို့လားမသိဘူး Facebook မှာပေးမတင်ဘူးအဲ့ဒါနဲ့ဗီဒီယိုလေးကိုနည်းနည်းလေးပြန်ပြီးတော့ short ချလိုက်တာပေါ့အမှန်မှန်ဒီတောင်တက်တစ်လျှောက်လုံးကိုရိုက်ထားတာဘာဖြစ်လို့ဆိုတော့ဒီတောင်အောက်မြင်ကွင်းနဲ့တောင်ပေါ်မြင်ကွင်းလေးကအရန်ကွာတာပေါ့နော်အဲ့လိုရာသီဥတုလေးကတော့ဒီတိုင်းတွင်မိုးလေးကဖွဲလေးကြာနေ
ဒါတောင်တလန်းတစ်လျှောက်ပေါ့တောင်ပေါ်ရောက်လာပြီဆိုရင်ဒီလိုမျိုးမြူကြတယ်လို့မြင်ကွင်းမျိုးပေါ့နော်ဒါပေမဲ့ဆောင်းတွင်မဟုတ်ဘူးမိုးရင်းဆိုတော့အဲ့လိုမျိုးလေးတွေပဲလမ်းတစ်လျှောက်လုံးอ่ะလေမိုးလေးကဖွဲဖွဲကြတယ်အပေါ်ရောက်လာလေအဲ့လိုမြင်ကွင်းလေးတွေကမှောင်ပြီးတော့မိုးမှုန်လေးတွေကမိုးကအဲ့လိုဖွဲလေးရွာနေတောင်ကူထွက်တာနဲ့မိုးမှုန်လေးတွေနဲ့လေတိုက်တာနဲ့ခါကြတော့မိုးဆက်ကလေမိုးဆက်ပုံစံမဖြစ်ဖ ೇನೆ အမုံမွားပုံစံလေးဖြစ်ပြီးတော့မြင်ကွင်းတစ်ခုလုံးအဲ့လိုမျိုးလေးပိတ်ပြီးတော့ပိတ်နေရပါတော့စောင်းတွင်းမှာမြူတွေအရန်ကျတယ်လို့မျိုးဒါကတောင်ပေါ်ရောက်ခံနေပြီသူကတောင်ပေါ်ရောက်လေအဲ့ဒီမြင်ကွင်းတွေကဝေဝါးပြီးတော့ရှေ့ဆယ်ပြီးလောက်ကိုဘာမှမမြင်ရတော့ဒါဆိုရင်ခဏနေတောင်ပေါ်တက်ခတ်နေပြီလမ်းတစ်လျှောက်လုံးကဒီလိုမျိုးလေးတွေပဲတောင်ပေါ်တက်ခတ်နေလေးတာယာလေးပေါ့နော်ရာသီဥတုကလည်းအေးလာပြီရေကအရှိန်နဲ့ရောနေရကြည်哦မကြည့်ဒါတောင်တက်စကန်တောင်တက်ကားရဲ့ရင်ရနာစကန်ကိုရောက်ခံနေပြီပေါ့နော်ရင်ရနာစကန်ကိုရောက်ခံနေမှာအဲ့လိုမျိုးမိုးမှုန်နေရရမ်းတိတ်သေးပြီးတော့အရှိကိုဘာမှမမြင်ရတော့အဲ့လိုအရှိန်ကိုရှော့ပြီးတော့မောင်းရတာပေါ့မကြည့်哦အောင်တို့ဆောင်းတွင်းနှစ်တိုင်းလာတဲ့ကြိုက်သေးကိုလေနှစ်တိုင်းလာတဲ့ဆောင်းတွင်းမှာတော့ဒီလိုမြင်ကွင်းမျိုးကိုမမြင်ရအောင်ဟိုဒီလောက်မြူတွေမပိတ်ဘူးပေါ့နော်ဒါကမြူမဟုတ်ဘူးမိုးအမှုန်လေးတွေလေတိုက်ပြီးတော့လို့မိုးဖွဲလေးတွေမှာလေတိုက်တဲ့အခါကျတော့မိုးစလေးတွေကကွဲပြီးတော့မိုးမှုန်ဖြစ်ပြောင်းသွားတာဒါအောင်တို့တဲတဲ့ဟိုတယ်လမ်းတစ်လျှောက်လုံးဗီဒီယိုရိုက်လို့မရအောင်မိုးရွာနေတဲ့အချိန်လေဖုန်းဆိုမှဆိုရတဲ့mountain top ဟိုတယ်တဲ့ဟုတ်တယ်နော်ဒါဟိုတယ်ရဲ့ reception ရောက်ချင်းအခန်းဝင်ဖို့အတွက်ဟိုတယ်ကတညကို3,800ခလေးအတွက်ကိုလည်း breakfast ကိုသူတို့2,000ထပ်ကောက်တော့တညကို2,000ပေါ့နော်အဲ့ဒါအခန်းအနေထားလေး2ယောက်ခန်းယူတာပေါ့နော်အောင်တော့ aircon ပါတဲ့2ယောက်ခန်း aircon မပါဘူးဆိုရင်3,000ထပ်သက်သားတယ်အဲ့လိုမျိုးရေဘူးရေးလည်းရတယ်အခန်းတွေလည်းတန်တယ် wifi ပါညာအကုန်ပါတာပေါ့ဒီလိုမျိုးလေးအဲ့ရင်တော့အောင်တို့နှလုံးဆက်အိတ်လိုက်တာပေါ့နော်ဟိုအိတ်စွာမထိုးတော့ဘူးပေါ့ဒီလို TV လေးကိုလည်းတေချာလေးသူကအုပ်ပြေးထားတယ်အောက်ကလည်းပိုက်ကီလေးခင်းမိထားတယ်အဲကွန်လည်းပါတယ်ဒါပေမဲ့မီးပြတ်တဲ့အချိန်ကျရင်တော့မရအောင်အပြင်အခြေအနေကိုလည်းကြည့်အောင်အဲ့ဒါအောင်တို့ရောက်တဲ့အချိန်ကကားစောင့်တော့နေပါနဲ့ဆို17နာရီကျော်ပြီ17နာရီနေ့ခင်း17နာရီရဲ့မြင်ကွင်းပေါ့နော်မကြည့်အောင်တောက်လျှောက်အဲ့လိုပဲနေမမြင်ရအောင်ဟိုတယ်ကပြီးတဲ့ရွံဘူးလေးဘာတွေပါလဲကြည့်ရတဲ့နာတွေများရှိမလားမသိကော်ဖီတို့ကိုအဲ့လိုတက်ရက်လေးတော့လုပ်ပေးထားတယ်အောင်တို့ရောက်တဲ့အချိန်ကတမင်းစားချိန်ဆိုတော့ဟိုတယ်မှာနားကျင်ပြီပေါ့နော်မထွက်ချင်တော့ဟိုတယ်ကလည်းသူကဒေါ်လာနဲ့တွက်တာဆိုတော့ဈေးတွေများတော့အောင်တို့ဟိုတယ်မှာမစားဘူးခောက်ဆွဲဘူးဒီတနက်စာကိုခောက်ဆွဲဘူးလေးပဲစားပေါ့ဒါဟိုတယ်ကပြီးတဲ့ဟာလေးတွေအိမ်ကိုတဲမဲ့ဟာပေါ့နော်အောင်တို့ဒီမှာတော့မသုံးကိုပိုင်ပစ္စည်းလေးပါတာပေါ့ဒါတွေကတော့အကုန်အောင်ပြန်တဲသွားမှာခောက်ဆွဲဘူးလေးတွေကလေတနေရာနဲ့တနေရာဒီဇိုင်းနဲ့ဒီဇိုင်းမတူဘူးเนาะဒီဇိုင်းမှာ3,500အောင်လို့ဝယ်တာဒီဘေးဆိုင်မှာ3,000ဖယားနာဆိုင်မှာ4,000အဲ့လိုမျိုးဒါနေကင်းစားပေါ့နေကင်းစားကိုခောက်ဆွဲနေစင်ကာပူအသားပြားလေးဝယ်လာတယ်အဲ့ဟာလေးစားမယ်ပေါ့เนาะဒီနေ့ကျန်လေးတောက်မယ်ပေါ့ခောက်ဆွဲကိုနှက်ထားတဲ့အချိန်မှာရာသီဥတုအခြေအနေလေးဒါတော့မှလားလက်ဖက်လေးလည်းစားမယ်ပေါ့ရင်းနှီးချမ်းလေးနဲ့ပေါ့နော်ဒါနေကင်း12နာရီဝန်းကျင်အခြေအနေလေးကဲခောက်ဆွဲလေးစားမယ်ရင်းနှီးလေးရနေလို့ရင်းနှီးလေးနဲ့ထည့်ရမယ်ခောက်ဆွဲစားပြီးတော့အောင်တို့တရေအိတ်တယ်တရေအိတ်ပြီးတော့ညနေပိုင်းကိုဖျားတော့ဖူးတယ်အဲ့အချိန်ကလည်းမိုးတွေတအားရွာတော့ဖုန်းထုတ်လို့မရအောင်ဖ
ဖုံးပြတ်မှာဆိုတော့ကြိုက်တူဟိုတယ်ရှိမှာစားတောက်ဆိုင်ရှိတယ်ကြိုက်တူဟိုတယ်ကဖွင့်ထားတာပေါ့အဲ့ဒီမှာညနေစာစားတယ်ဟင်းကျူက18000သမင်းကျော်က1000ကြက်ပြားကြီးက18000ဝက်ချူချင်းက2000ခွဲအဲ့လိုလေးပေါ့ဈေးလေးတွေကတော့လေဒါကနောက်နေ့မနေ့ပိုင်းအောင်လို့မနေ့စောစောအဲ့ရနိုးတဲ့အချိန်မနေ့စာစားတဲ့အချိန်ပေါ့မနေ့စာတော့ဟိုတယ်ကစီစဉ်ပြီးတယ်ကြက်ဦးတို့ကြာစံကျော်တို့ဒီမှာရှင်ချီတယ်နော်စတိုင်ကသမီးရတော့ညကဖះမှာအေးတော့နှာနေနေတော့မှွန်တယ်ဆိုင်တွေကတော့ပိတ်ထားတယ်ဒါမနေ့ပိုင်းပေါ့အောင်တို့ breakfast စားပြီးတော့အပြင်ခဏထွက်ကြည့်တာဖះကတော့နေသားရင်ထွက်ဘူးပေါ့ဒါပေမဲ့ရာသီဥတုကမြင်တဲ့အတိုင်းပဲထပ်ပြီးတော့ထပ်သွားရင်လမ်းလျှောက်ရအောင်မှာဆိုတော့ကလေးတွေလည်းနေမကောင်းဖြစ်မယ်ဆိုတော့အောင်တော့မတက်တော့ဘူးပေါ့နော်မနေ့ပိုင်းဒါမနေ့ပိုင်းဟိုတယ်ကနေပြန်ကန်နေလေးပေါ့နော် breakfast စားပြီးခဏနာသမီးငယ်ကတော့မှဟိုတယ်မှာပန်းနေလျှောက်ကူပြီးပြောနေတာအမေရဲ့ဆွက်တာကြီးဝတ်တာသူ့အညီသူမဝတ်ဘူးပန်းနေလျှောက်ကူပြီးအေးတော့သဘောတွေကြာဒါပြန်ကန်ဒီခန်းချောက်ထွက်ကန်ဒီလေးပေါ့နော်ဟိုတယ်ရဲ့ lobby ဒီထဲမှာ lighting ကောင်းတယ်ဓာတ်ပုံရရင်လှတယ်ဟဲ့လူပုံလေးတွေလှတာပေါ့နော်အောင်တို့အပြန်ကြတော့ကားကိုနောက်ခန်းပဲစီးလာခဲ့တော့တယ်အပြန်ကြိုက်ထုမျိုးတွေဝင်ပြီးတော့မှဲ့ရှင်ပေါ့နော်မှဲ့ရှင်ဖះအဲ့ဖះကိုဖူးတယ်ပြီးရောပြန်လာတယ်အောင်ဈေးဝယ်တာတွေတင်ပေးဖို့ကြံခဲ့တယ်တော့ကြိုက်ထီကိုဖះကိုနှစ်တိုင်းဖူးရပါလို့ဤပဲဆူတောင်းခဲ့ပါတယ်တတာ